လူကအကြီးအကျယ်တစ်ခုခုလုပ်ဖို့ကြံစီနေတာပါဒါပေမဲ့အိမ်တကားကိုဖွင့်လိုက်တဲ့အချိန်မှာတင်ရဲအဖွဲ့ကသူ့အိမ်ထဲအထိဝိုင်းထားပြီးသားဖြစ်နေပြီးဒါပေမဲ့ရှူကွန်ကတော့နည်းနည်းလေးမှမတုံလို့ပါဘူးသူကရဲအဖွဲ့ကိုအိမ်ထဲဖိတ်သွင်းပြီးသူ့တပ်ပေးကလွတ်ဖို့အတွက်သူ့သူငယ်ချင်းတွေကိုချက်ချင်းပဲရောင်းစားဖို့ဆုံးဖြတ်လိုက်တယ်သူကထွက်ပြေးနေတဲ့တရားခံကိုဖုံးဆက်ပြီးညခေါ်ပေးပါမယ်လို့ကမ်းလှမ်းခဲ့ပေမဲ့တကယ်ဖုံးပြောတဲ့အခါမှာတော့တစ်ဖက်လူကိုရဲတွေရောက်နေတယ်လို့လန်းသတိပေးပြီးဖုံးကိုလို့အင်းပစ်လိုက်ပါတော့တယ်ဒါကဒီတွန်းဒီအဖွဲ့ရဲ့ဖမ်းဆီးရေးတာဝန်ကိုအများကြီးပိုခက်ခဲသွားစေပါတယ်။ဘာလို့လဲဆိုတော့ထွက်ပြေးနေတဲ့တရားခံကစုစုပေါင်း၄ယောက်ရှိတာကိုအဲ့ဒီ၄ယောက်လုံးကခေါင်းဆောင်ဖြစ်သူဗရာသားတာအိုနဲ့ဆက်နွယ်နေကြပြီးလွတ်မြောက်ဖို့အတွက်အတူတူပြေးနေကြတာပါ။အထက်ကတာဝန်ကိုအဖွဲ့နှစ်ဖွဲ့ခွဲပေးလိုက်ပြီးဒီတွန်းဒီအဖွဲ့ကရှူကွန်ရဲ့လက်ကွက်ထဲမှာအလုရှုံနေုံတခြားဖွဲ့ကတော့တရားခံတယောက်ကိုအရင်ဖမ်းမိသွားတယ်။အဲ့ဒီလူကဗန်ဒါပြတိုက်ပြီးသူတို့လက်ထဲကိုအမှတ်မထင်လမ်းလျှောက်ဝင်လာတာပါ။မကြခင်မှာပဲဒီတွန်ဒီအဖွဲ့ကနောက်ထပ်တရားခံတယောက်ရဲ့ပုံအောင်ရနေရာကိုရှာတွေ့ပြန်တဲ့အဲ့ဒီနှစ်တုန်းကတော့သူ့ရဲ့ချစ်စရာတရစ္ဆာန်လေးတွေအစာငတ်မှာစိုးရိမ်လုံးလို့ဖမ်းမိမှာကိုတည့်ရက်နဲ့အစာပြန်ကျွေးဖို့လာရင်အမိခံလိုက်ရတာပါနောက်တော့ဟောင်တူးကရှူကွန်နဲ့စကားပြောဖို့ဆုံးဖြတ်လိုက်တယ်ဒီတစ်ခါမှာတော့ဟောင်တူးတို့အဖွဲ့ကအကွက်ဆင်ပြီးရှူကွန်ရဲ့သူငယ်ချင်းတရားခံကိုဖမ်းမိသွားပြီလို့လိန်ပြောလိုက်ပါတယ်သူတို့နှစ်ယောက်ကတယောက်ကလူဆိုးတယောက်ကလူကောင်းဟန်ဆောင်ပြီးစစ်ဆေးပြီးနောက်လဲထွက်သွားတဲ့အခါရှူကွန်တယောက်ပြတလဲဖြစ်ပြီးသူ့သူငယ်ချင်းအကြောင်းအကုန်ထွေးထုတ်ပါတော့တယ်ဒါကြောင့်ဟောင်တူးကတတိယမြောက်တရားခံကိုပါထပ်ဖမ်းနိုင်ခဲ့ပါတယ်အဲ့ဒီတရားခံကအစပိုင်းမှာမပူးပေါင်းတာကြောင့်သူ့ကိုကားနောက်ဖုံးလေးထည့်လာခဲ့တယ်။ဟောင်တူးကသူ့ရဲ့ဇဝင်ကန်းကိုပိုပြီးစိတ်လှုပ်ရှားစရာကောင်းအောင်လျက်စစ်တေနက်ကိုပြင်ဆင်ထားလိုက်ပါတယ်။ကားနောက်ဖုံးပွင့်သွားတာနဲ့လူကောင်ကြီးဗလာခဲကြီးတယောက်ကဝုန်းကနေပြေးထွက်လာပေမဲ့ဟောင်တူးကအေးဆေးဆေးပဲပြစ်ခတ်ပြီးဖမ်းဆီးလိုက်ပါတော့တယ်။အခုတော့တားကောင်ကတယောက်ပဲကြံပါတော့တယ်အဲ့ဒါကတော့ရက်ဆက်လာတဲ့ဗလာသားတာအိုပါပဲဟောင်တူးကဒါအိုရဲ့ရန်ရိုးရှိနေတဲ့မိသားစုကိုလုံခြုံရေးပေးဖို့တာဝန်ယူရပါတယ်ဒါပေမဲ့2ရက်လောက်ထိဘာမှမထူးခြားပဲဆက်ပြီးစီးတဲ့ကလေးတယောက်ကပဲဓာတ်တစ်ချောင်းကိုခါကြထိုးပြီးနေတိုင်းရောက်လာတတ်တယ်ဟောင်တူးကအဲ့ဒီကလေးကိုဒါအိုရဲ့လူလို့ထင်ခဲ့ပေမဲ့တကယ်တော့အဲ့ဒီကလေးကဒါအိုကိုသူ့ဘာသာသူတက်ချင်နေတာပါတကယ်တော့ဒါအိုကသူ့ရဲ့ချောမောလာပါတဲ့ဝမ်းကွဲညီမလေးပေါ်အစွဲလန်းကြီးနေတဲ့လူယုံမာတယောက်ပါထောင်မကြခင်ကလေးကသူမကိုအတင်းကျပ်လက်ထပ်ဖို့စူးစမ်းခဲ့တာဖြစ်ပြီးအခုလဲသူမအိမ်ထဲခိုးဝင်ကသူမရဲ့အဖေကိုချီနှောင်ပြီးလက်ထပ်ခွင့်ပေးဖို့အတင်းတောင်းဆိုနေပါတော့တယ်။ရုတ်တရက်အပြင်ကနေဆက်ပြီးတဲ့တီးတန်ကြားလိုက်ရတဲ့ခါရဲတွေရောက်လာပြီးဆိုတာသိလိုက်ပြီးဒါအိုကအဘိုးကြီးကိုဓာတ်နဲ့ထိုးကသူ့ညီမလေးကိုဓားစာခံဖြစ်ဖမ်းပြီးနောက်ဖုံးကနေထွက်ပြေးပါတော့တယ်။ဟောင်တူးဝင်လာတဲ့အချိန်မှာတော့သူတို့ကကားနဲ့ထွက်ပြေးနေပြီးဟောင်တူးကကားနံပါတ်နဲ့အချက်လက်တွေကိုမှတ်သားထားလိုက်ပေမဲ့ဒဏ်ရာရနေတဲ့အဘိုးကြီးကိုအရင်ကယ်ဖို့ဆုံးဖြတ်လိုက်ရပါတယ်။အဲ့ဒီနောက်ဌာနချုပ်ကိုသတင်းပို့ပြီးဒါအိုပုံအောင်နိုင်မဲ့နေရာကိုစီးနှင်းဖို့ပြင်ဆင်ပါတော့တယ်။နေဗျူဟာအဖွဲ့ကဒါအိုပုံနေတဲ့တောထဲကအိမ်လေးကိုဝိုင်းထားလိုက်ပေမဲ့ဒါအိုမာကအလိုလျောက်တင်နဲ့ရှိနေသလိုဓားစာခံလည်းရှိနေတာကြောင့်အလွယ်တကူချင်းကပ်လို့မရဘူးဖြစ်နေတယ်ဒါကြောင့်ဟောင်တူးကဟယ်လီကော်ပတာခေါ်လိုက်ပါတယ်သူ့ဖွဲ့သားတွေကိုမီခိုလုံးတွေတုံးပြီးဒါအိုကိုပြတင်းပေါင်နာရောက်လာအောင်ဖိအားပေးခိုင်းလိုက်တယ်ဒါအိုပြတင်းပေါင်နာပေါ်လာတဲ့အချိန်မှာပဲဟယ်လီကော်ပတာပေါ်ကနေဟောင်တူးကအေးအေးဆေးဆေးပဲချိန်ရွယ်ပြီးတစ်ချက်တည်းနဲ့တီးထုတ်ကစသိမ်းပေးလိုက်ပါတော့တယ်ခင်ဗျာ